တခါတော့ကတားဖာနှစ်ယောက်ဟာသူတို့ရဲ့မိကလေးကိုခေါ်ပြီးဈေးကိုထွက်လာခဲ့ကြတယ်အဖေဖြစ်သူကလမ်းလျှောက်ပြီးတားဖြစ်သူကတော့မိဘော်စီးလို့ပေါ်လမ်းမှာအဖွားကိုတယောက်နဲ့တွေ့တော့အဖွားကသူတို့ကိုကြည့်ပြီးရဲပါလေရောဒီခေတ်ကလေးတွေများလူကြီးမိဘကိုယိုသိမှုမရှိလိုက်တာအဖေအိုကြီးလမ်းလျှောက်နေတာကိုမင်းကမြေပေါ်ကနေစိမ့်နဲ့စီးလာရက်တယ်ဟုတ်လားလို့ပြောလိုက်တယ်ဒီစကားကြောင့်တားဖြစ်သူကရှက်သွားပြီးမြေပေါ်ကဆင်ကအဖေကိုပဲမြည်စည်းခိုင်းလိုက်တယ်ပြီးတော့သူတို့ခရီးကိုဆက်ခဲ့ကြတာပေါ့မိနစ်အနေငယ်ကြာတော့လူငယ်တစုနဲ့ဖြစ်မောင်းမိပြန်တယ်လူငယ်တွေကသူတို့ကိုကြည့်ပြီးဟောပြကြည့်ကြပါဦးအဖေကြီးကမြည်စည်းလို့တားကတော့လမ်းလျှောက်လို့နှစ်ယောက်လုံးအတူတူစီးပါလားမြည်ဆိုတာအဲ့ဒီအတွက်မဟုတ်ဘူးလားလို့ပြောကြပြန်တယ်သူတို့ပြောတာလဲကြိုးချောင်းစီရောသလိုရှိတာနဲ့တားဖနှစ်ယောက်လုံးမြေပေါ်တက်စီးပြီးခရီးဆက်ခဲ့ကြတယ်မကြခင်မှာပဲရွာငယ်လေးတစ်ရွာထဲကိုရောက်သွားရောအဲ့ဒီမှာရှိတဲ့လူတွေကသူတို့ကိုအံ့ဩတုန်လှုပ်တဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်ပြီးမင်းတို့အဲ့ဒီတရဝါလေးကိုတတ်မလို့လားမင်းတို့နှစ်ယောက်ရဲ့အလေးချိန်ကြောင့်အကောင်လေးတေးလူမျိုးပါဖြစ်နေတာမမြင်ဘူးလားဒီတိုင်းဆိုဈေးကိုတောင်ရောက်မှာမဟုတ်ဘူးမင်းတို့အဲ့ဒီမြေကိုပိုးချီသွားမှာပဲရမယ်လို့ပြောကြတယ်တားဖနှစ်ယောက်လည်းဇဝေဇဝါဖြစ်သွားပေမဲ့လူတွေပြောတာဟုံလုံးလုံးနဲ့ထူးဆန်းတဲ့အကြံတစ်ခုကိုထုတ်လိုက်ကြတယ်အဲ့ဒါကတော့မြေကိုသူတို့ကပြန်ထမ်းဖို့ပါပဲသူတို့ဟာမြေရဲ့ခြေထောက်တွေကိုကျိုးနဲ့ချီပြီးပခုံးပေါ်ထမ်းတင်လိုက်ကြတယ်ဒါပေမဲ့မိကလေးကတော့ကြောက်လန့်တကြားနဲ့ရုံးကန်ရိုက်ခတ်လူးလို့နေနေတာပေါ့အဲ့ဒီလိုရုံးကန်ရင်းနဲ့ပဲမိကလေးဟာလက်ထဲကနေရှော့ချပြီးစီးဆင်းမှုမြန်တဲ့မြစ်ထဲကိုပြုတ်ကျသွားပါလေရောဒီလိုနဲ့ပဲမိကလေးမျိုးပါပျောက်ကွယ်သွားခဲ့ရတယ်လူတိုင်းရဲ့အလိုကိုလိုက်ဖို့လူတိုင်းစိတ်ကြည်နဲ့အောင်လုပ်ဖို့စူးစမ်းရင်းနဲ့သူတို့မှရှိသမျှအားလုံးဆုံးရှုံးသွားခဲ့ရတယ်မိမိကိုယ်ပိုင်ရည်တည်ချက်မရှိပဲသူတစ်ပါးပြောသမျှလိုက်နားရောက်နေမယ်ဆိုရင်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့အရေးချင်းတွေပျောက်ဆုံးသွားပါလိမ့်မယ်